ဝယ်ဖို့စဉ်းစားနေတဲ့ customer တွေအတွက်သတင်းကောင်းလေးလာပါပြီခင်ဗျာအဲ့ဒါလေးကတော့ကျွန်တော်အိန္ဒိယဘက်ထရီတွေကိုအထူးစေးလုံးလေးနဲ့ရောင်းပေးမှာဖြစ်ပါတယ်ခင်ဗျာရနိုင်မယ့် item လေးကတော့ U+ ဘက်ထရီ150ရေး200ရေးပါမယ် Aspiro 150ရေး200ရေးတွေကိုကျွန်တော်တို့1G electronic ကနေပြီးတော့ February 16 19 18 3ရက်တိုင်ကျွန်တော်အထူးစေးလုံးလေးနဲ့ရောင်းပေးမှာဖြစ်ပါတယ်ခင်ဗျာနော်3ရက်တည်းပဲရောင်းပေးရမလို့မြန်မြန်လေးလာဝယ်မှစိတ်ချပါမယ်ခင်ဗျာရနိုင်မယ့်ဆိုင်လေးတွေကတော့ကျွန်တော်တို့ဒီမှာ U+ 150ကို9သိန်း3000 U+ 200ကို17သိန်းအသိနဲ့ရောင်းပေးမှာဖြစ်ပါတယ် Aspiro ဆိုလို့ရှိရင်150ရေးကို9သိန်း8300 200ရေးကို10သိန်းနဲ့1000နဲ့ရောင်းပေးမှာဖြစ်ပါတယ်ခင်ဗျာမဲ့အိန္ဒိယ1 year fully running ပါမှာဖြစ်ပါတယ်ခင်ဗျာတော့အထူးစေးလုံးနဲ့ရောင်းပေးတာမလို့ကျွန်တော်အာမခံကလည်းရောင်းသွားပါဘူးအာမခံကလည်း1 year fully running ရရှိမှာဖြစ်ပါတယ်ခင်ဗျာအခုရဝယ်မဲ့ customer တွေအတွက်နော်အထူးစေးလုံးနဲ့ရမှာမလို့ကျွန်တော်ရန်တန်ပါတယ်နော်အခုရဝယ်ထားမယ်ဆိုလို့ရှိရင်အခုရဘယ်ဒီဝယ်ဖို့စဉ်းစားနေတဲ့ customer တွေအတွက်သတင်းကောင်းလေးလာပြောပေးတာပါခင်ဗျာ 1G electronic ကနေပြီးတော့ February 16 19 18 3ရက်တည်းရောင်းပေးရဖြစ်တာမလို့မြန်မြန်လေးလာဝယ်လိုက်ပါခင်ဗျာ